ဘလို့အကြောင်းပြုဟောသလဲသာဝတိမြို့ကဘုန်းကြီးတို့ထင်းကုတ်သမားရဲ့သားကလေးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောကြားပါတယ်ထင်းကုတ်သမားရဲ့သားလေးအဖေကမောင်းလှအမေကမချောအဖေကဘယ်သူတဲ့အမေကသားလေးကြတော့နှစ်ယောက်စလုံးပါအောင်မှဲ့တယ်မောင်းလှချောတဲ့ကလေးလေးပြေးသားလေးနာမည်ဘယ်သူတဲ့တော့မောင်းလှချောမောင်းလှချောအဖေကဘယ်သူပါလဲမောင်းလှအမေကသားလေးကြတော့မိဘနှစ်ပါးနာမည်လေးတွေကောင်းတော့မိဘနှစ်ပါးပါအောင်မှဲ့လိုက်တော့လေကလေးကလှလဲလှချောလဲချောမောင်းလှချောလေးဖြစ်လာမိဘနှစ်ပါးနာမည်ပါအောင်မှဲ့တယ်ဆိုတာအဖေမေနာမည်ကောင်းမှာဟောလေမရကြတော့အဖေကကိုဝက်အမေကမခွေးသားလေးမှဲ့ရင်ဝက်ခွေးဟာမကြဘူးတော့မိဘနှစ်ပါးနာမည်ကောင်းမှာအခုကြည့်မောင်လှချောလေးအဖေလောက်တဲ့လူကသားကလေးကိုတင်ပေးထားတယ်တာရဲ့လူကလေးလှချောလို့ဆိုတော့စကဗီနာကြမက6နှစ်သားလေးရောက်လာတော့ခလေးကိုငငယ်လေးတွေကတင်လာခဲ့ငါသားဆူစမ်းကွနမောဖေကဆူပေးလိုက်ကလေးကနမောလိုက်ဗုဒ္ဓသာဗုဒ္ဓသာကလေးလေးကလိုက်ငါသားနှစ်ခုပေါင်းဆိုနော်နမောဗုဒ္ဓသာ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 ရပြီဖေဖေဆိုစမ်းသာနမောဗုဒ္ဓ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 သာရပြီဗျအေးလူလေးဒီအဓိပ္ပာယ်ဖေပြောမယ်နော်ဗုဒ္ဓသာမြတ်စွာဘုရားအာနမောရှိခိုးပါဤငါသားဆိုတာကလေဗုဒ္ဓနုတ္တိကမ္မထံလို့ခေါ်တယ်သားရဲ့ဗုဒ္ဓသာမြတ်စွာဘုရားအာနမောရှိခိုးပါဤငါသားနမောဗုဒ္ဓတလို့ဆိုတာလေးကဘာကိုပြောတာလဲငါသားသိပလားဟဲ့သိပါတယ်ခင်ဗျာဘုရားကိုရှိခိုးပါဤဘုရားကိုရှိခိုးပါဤအေးလူလေးရရဲ့လေဒါမင်းနှုတ်ထဲကဘယ်တော့မှထွက်မသွားစီနဲ့နော်ဟုတ်ကဲ့ကလေးလေးအကျင့်ရနမောဗုဒ္ဓသာနမောဗုဒ္ဓသာနမောဗုဒ္ဓသာဗုဒ္ဓသာမြတ်စွာဘုရားအာနမောရှိခိုးပါဤထမင်းစားတော့လဲဗုဒ္ဓသာရေတောက်တော့လဲနမောဗုဒ္ဓသာမိဘခိုင်းတဲ့အလုံးမှန်သမျှခရီးသွားတော့လဲနမောဗုဒ္ဓသာကလေးချင်းဂုံချင်းထိုးပြီးတော့ကစားကြပြန်တော့လဲနမောဗုဒ္ဓသာအကျင့်လေးရခင်ဗျားတို့သားလေးသမီးလေးတွေအကျင့်လုပ်ပေးပါဒါလောက်ကြံပြီးတော့ထွင်ဟောတဲ့ဇတ်ထုတ်လည်းမဟုတ်ဘူးတရားနာပိဋကဓမ္မပဒထဲမှာဘုရားဟောထားတဲ့အတိုင်းကြံကံလာတဲ့ဇတ်ထုတ်လေးလည်းဖြစ်ပါတယ်ဗုဒ္ဓသာမြတ်စွာဘုရားအာနမောရှိခိုးပါဤလို့ဒါလေးပါဠိနဲ့ကလေးချင်းဂုံချင်းထိုးကစားကြတော့သူကမိစ္ဆာဒိဋ္ဌိသားနဲ့ဂုံချင်းထိုးမိစ္ဆာဒိဋ္ဌိသားနဲ့ဂုံချင်းထိုးကစားတော့ဂုံချင်းထိုးရင်နမောဗုဒ္ဓသာနမောဗုဒ္ဓသာနမောဗုဒ္ဓသာဒါလေးဆိုပြီးဂုံချင်းထိုးတော့နိုင်တကူပြိဿရဲ့ဘုကမိစ္ဆာဒိဋ္ဌိသားကိုမိစ္ဆာဒိဋ္ဌိသားကလည်းနမောအရဟံဒါနံ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 သူယဟန္တာတွေကိုရှိခိုးတယ်သူကယဟန္တာလို့ပဲကွက်တဲ့ဒိဋ္ဌိတွေကိုသူတို့ကယဟန္တာလို့ဘယ်လိုပဲရှိခိုးပေမဲ့လို့နမောဗုဒ္ဓသာခေါ်တဲ့မောင်လှချောလေးကနိုင်ခဲ့သည်ပေးသားကြီးဘယ်သူကနိုင်တော့အဲ့ဒီလိုနမောဗုဒ္ဓသာနဲ့ရှိခိုးပြီးတော့ဂုံရင်းထိုးတာကအစအနိုင်ယူလာခဲ့ကလေးဟောတနေ့တနိုင်ကြတော့အဖေလုံးသူနဲ့တော်ရင်ထင်းခုတ်သွားရင်ကလေးကပါသွားအဖေကထင်းခုတ်သမားကိုလှဲကြီးနဲ့ပါသွားလှဲနဲ့ပါသွားပြီးတော်ရင်ရောက်တဲ့အခါကျတော့ထင်းနေလဲလှဲပေါ်တင်ပြီးထင်းနေလှဲပေါ်တင်ပြီးလို့
ဒါရဲ့ပြန်ရစို့ဆိုပြီးတော့မြို့ပေါက်နဲ့မလှမ်းမကန်ကျွတ်တို့သုတ်တန်တစသင်္ချိုင်းဝရောက်သွားတယ်ရောက်သွားအဲ့ဒီနေရာမှာနွားနာပါလာတဲ့ထမင်းလေးတွေစားလို့နွားကိုတရားနာပြိဿခိတ္တနာပါစီတော့စားခြင်းနာစားပါစီတော့နာခြင်းနာနာပါစီတော့သွားခြင်းနဲ့နေရာသွားပါစေအောင်တော့တောင်းလူလေသမားဆိုတာတချို့နွားသနာကြနွားနာပေးတယ်ခကြီးကိုတချို့တော့မနာပါဘူးမင်းငါနွားလည်းရှင်းရမင်းကွာ9မိုင်ခကြီးတော့တကြိုးနဲ့ချတယ်ဇုံမလုပ်ပါနဲ့9မိုင်ခကြီးကိုယ်တိုင်တကြိုးတည်းပြေးကြည့်သမ်းဟာထိုးတောင်လဲရဲ့မလုပ်ပါနဲ့နွားတွေကိုလည်းတနာပါတောင်သူလေသမားတွေဒီချက်ပါခြင်းပါမှာပါပြိဿကစုံနေတော်ရောမြို့ပါလမ်းသွားရင်လှဲနဲ့လှဲပေါ်ကလိုက်သွားတဲ့တောင်သူလေသမားတွေကျင်ကြီးကျင်ငယ်စွန့်တဲ့နွားတွေကိုလည်းရက်ပြီးတော့တဲစီခြင်းသည်နွားလှုပ်ကြွေးနေတာကိုမှန်ရလားပြိဿကြီးကျုပ်တော့လှဲပေါ်စီးသွားတကားတွေများတချို့ဇွေးရိုက်မောဟာတကားရက်ဆန်းအရက်ခိုင်းကျင်ငယ်စွန့်နေတာပြီးအောင်စွန့်ပါစေကျင်ကြီးစွန့်နေတာပြီးအောင်စွန့်ပါစေလေလူလည်းမပြောတတ်လို့ခဏလေးခင်ဗျကျွန်တော်ရပ်ပေးပါဦးခင်ဗျဒီလိုလည်းမဆိုတတ်ဘူးကွရပ်ပေးပါခင်ဗျားတို့ကျွတ်တို့လူတွေကြတော့တရားနာပရိသတ်ကြီးကြည့်လေကျင်ကြီးကျင်ငယ်စွန့်တာအိမ်သာလေးနဲ့မှအိမ်သာမရှိတဲ့တောရွာဒေသတွေတောင်မှခြုံကလေးကွယ်ပြီးတော့မှဒီလိုသွားကြလာကြရပါသည်နွားတွေကိုလှဲနဲ့စီးရင်ကျင်ကြီးကျင်ငယ်စွန့်တာကလေးရက်ပေးဖို့အချိန်ကလေးလောက်တော့နွားတွေအတွက်တနာကြစေခြင်းသည်ကောင်းမှုလားပြိဿကြီးနွားတွေလှုပ်ကြွေးနေတာကိုတချို့ဇွတ်ရိုက်မောင်းတလွန်းလို့ရေခွက်ကလေးတွေ့လို့ရေတောက်လိုက်တော့ငါတိရဇွတ်ရိုက်လှုပ်ပါနဲ့ကိုရေတောက်ချင်တော့သူများရှိမရှိမကြောက်တောင်တောင်းရနွားကကြုတ်ရေတောက်ချင်လို့ပါခင်ဗျာပြောတတ်ဘူးလူတိုင်းမှာတောက်ရတယ်ရေကလေးတွေ့တော့မောထားလို့တောက်ချင်ရှာတယ်ရေကလေးတောက်ချင်တာကအစတိုက်ပါကြည်တရားနာပြိတ္တကြီးဟိုမှာတောင်းသူလေသမားသဘာဝသူ့ခမည်းကတော့ထင်းခုတ်ပြီးတော့စားတဲ့အချိန်ဟောကြည်နွားနာတနာလို့လွတ်လိုက်တချို့လေသမားတွေကြတော့တချို့လဲဘော်ကမနာနိုင်တောင်မှတရားနာပြိတ္တကြီးဖြုတ်ပြီးတော့တဘိုးတုံးတွေကနွားကိုဖြုတ်ပြီးတော့မနာတောင်မှလဲဥတောက်ကလေးထောက်ပေးလဲထဲမှာတက်ရဲ့လဲဥတောက်ကလေးထောက်ပေးလိုက်တော့ဟိုနွားပခုံးပေါ်ကတဘိုးတုံးနဲ့ဟိုပခုံးနဲ့လွတ်သွားတာပေါ့ပူးနေတာလေးအေးသွားတယ်တချို့အဲ့ဒီနေရာလေးများမှုတ်ပေးတယ်နွားတနာလွန်းလို့တချို့ကျင်နာတဲ့တောင်သူလေသမားတွေလည်းကြုတ်တွေ့ရပါတယ်အခုကြည့်တရားနာပြိဿနွားကိုနားလိုက်စားကျင်နာလေးစားပါစေတော့သွားကျင်တဲ့နေရာသွားပါစေတော့နားပါစေတော့လို့အဲ့ဒါလို့လွတ်လိုက်တော့ဘာမှမသိတဲ့တရိษံဆိုတော့အိမ်ခင်းတာပေါ့အိမ်ပြန်သွားအဲ့တော့မြို့ထဲဝင်သွားဟာလူကလေးလက်ချောဗျာနွားလက်ကောင်းမြို့ထဲဝင်သွားပြီသားရဲ့နေကလည်းဝင်လှူနီးပြီသားရဲ့အဲ့ဒီလဲပေါ်မှာမင်းနေရခဲ့အောင်ဖေဟိုကျွန်တော်လှဲပေါ်မနေရခဲ့ခြင်းဘူးဗျဟိုငါတော့မနေရလို့မဖြစ်ဘူးလေဒါဖြင့်ငါတော့ဟောဒီလှဲအောက်ဆင်းနေပါလားဟုတ်ကဲ့ဆိုကလေးလေးအပေါ်ကနေချပြီးလှဲအောက်ကလေးလေးထားပစ်ခဲ့နွားရဲ့မြို့ထဲဝင်သွားနွားကအိမ်ထီအောင်ပြန်တော့အိမ်ထီအောင်လိုက်အဲ့ကြတော့နွားနှကောင်ဆွဲပြီးတော့မြို့ထဲကထွန်မဲ့လူအကြံသူမရောက်ခင်မြို့တကားပေါက်ပိတ်ထားပြန်တဲ့ပိဿာကလေးလေးတော်တယ်တယောက်သေးအဖေမလားတော့မျော်ရင်းနဲ့ပဲတရားနာပိဿကလေးလှဲအောင်အိပ်ပျော်သွားအိပ်ပျော်နေတော့လာပြီပိဿဘလူးနှကောင်အစွဲကြီးတွေငါပြောဘူးပမာဏကြောက်စရာကြီးပေါ့မြင်အောင်သာဖမ်းကြည့်ပြုံးလည်းမလှမဲ့လည်းမလှရီလည်းမလှဘယ်လုံးမှကြည့်မလှတဲ့ဘလူးတွေလာပြီပြုတ်
မိစ္ဆာဒိဋ္ဌိဘလူနဲ့တမာဒိဋ္ဌိဘလူအဲ့ဒီမိစ္ဆာဒိဋ္ဌိဘလူနဲ့တမာဒိဋ္ဌိဘလူလာရတဲ့ချိန်ခါမှာလှဲအောက်ကကလေးကိုမြင်လိုက်မိစ္ဆာဒိဋ္ဌိဘလူကတရားနာပြီးတော့ပယီကြခံကြအယိုးနုနုလေးဝါလိုက်ရရင်တော့တဖုံးမြုပ်သွားစားမယ်တင်းကိုတမာဒိဋ္ဌိဘလူကပြောတယ်မင်းဘာပြောလိုက်တာမြင်ရလားဟိုမှာအယိုးနုနုမဝါရတာကြာလှလဲအောက်ကကလေးကိုငါစားလိုက်မကွာတဖုံးမြုပ်အောင်မလုတ်ပါနဲ့ကွယ်ဖယားသားတော်လေးမလုတ်နဲ့ဟဲ့ဖယားသားတော်လေးမလုတ်ပါနဲ့အိုးဖယားသားမကလို့ဘာသာဖြစ်နေစားမယ်ဆိုစားငါသေကြလားမစားပဲမနေနိုင်ဘူးမိစ္ဆာဒိဋ္ဌိဘလူရဲ့မင်းမလုတ်လေးနဲ့မင်းဒုက္ခဖြစ်လိမ့်မယ်နော်အိုးဒုက္ခနောက်မှဖြစ်မှာစားတာအရင်ဝါဖို့အရေးကြီးပိဋကဒုက္ခဖြစ်မှာကနောက်တဲ့စားတာကအရင်နဲ့ဝါဖို့အရေးကြီးတယ်တဲ့မမြင်ဘူးအန္တရာယ်ကိုမင်းမလုံးနဲ့ပြောရသားနဲ့ကွာစားမကွာဘာဖြစ်တော့ဟဲ့ငါပြောတဲ့စကားနားမထောင်ရင်မင်းကန်နဲ့မင်းကွာကလေးစားမလို့ခြီတော်နှစ်ချောင်းလင်းနဲ့ကင်ပြီးတအားဆွဲလိုက်မလေးနမောဗုဒ္ဓတာလို့ကလေးလေးကရောင်ပြီးអော်လိုက်ဘုရားသာမြတ်စွာဘုရားအနမောရှိခိုးပါ၏နမောဗုဒ္ဓသာနမောဗုဒ္ဓသာနမောဗုဒ္ဓသာလို့ဆိုပြီးတော့ရောင်អော်လိုက်တော့လေဘာပြောကောင်းမလဲပြိဿမိစ္ဆာဒိဋ္ဌိဘလူရဲ့ရင်ဝမှာလေရှာမီကြီးကဝင်တိုးလာတယ်လို့တခါတည်းပူရင်းလာဟာမလေးဟာမလေးပူလိုက်လေကြီးတမားရှိပါလို့ရေငါကဲပါအိုးငါကဲပါအိုးဝင်းနေမိတွေလောင်းကုန်ပြီတောက်ကုန်ပြီပူလှကြီးရဲ့ဗုဒ္ဓဂုံရောင်နော်ပြိဿဘသူဂုံရောင်နော်ဘလူကြီးစားဖြစ်ခဲ့စားဖြစ်ခဲ့စားဖြစ်ခဲ့အခုခင်ဗျားတို့အတန်နဲ့ကြိုက်အောင်လေဟုတ်တချို့ကြတော့ခေါ်လို့တခွန်းနဲ့မကြားရင်ပိုးခေါ်ဟေးတငယ်ချင်းရဘူးတိုးလို့ဟေးတငယ်ချင်းမကြားတော့ပိုးអော်ကျုပ်ကြတော့ပိုးអော်လို့မဖြစ်ဘူးခင်ဗျားတို့အတန်နဲ့ကြိုက်သွားစားလို့ဖြစ်ခဲ့လားခင်ဗျားတို့ကရေကောက်ဒါကြောင့်ကျုပ်ကလည်းရှော့ပြီစားလို့ဖြစ်ခဲ့ဖြစ်ပါဦးကြိုက်ခါတာဗောကျုပ်တန်နဲ့ခင်ဗျားတို့နဲ့ရောင်းလူပဲသူအတန်တူကိုခင်ဗျားတို့ကတခွန်းပြောလဲတက်မလာဘူးနှစ်ခွန်းပြောလဲတက်မလာဘူးနှာကြိုး၃ယောက်လို့ထူးကိုမထူးအင်းကလည်းပဲရောက်နဲ့နှာကြိုးကနှာတန်နဲ့ပန်းကျုံနဲ့ပန်းကျုံလို့ဆိုတဲ့ပွဲဝဲမဲ့နှာကြိုးကလှမ်းခေါ်လိုက်တယ်ပန်းကျုံနဲ့နာအောင်လို့အင်းကြီးတို့ငါမပြောင်းနဲ့ကြောင်တော်မို့ငါကားရင်လို့ခေါ်လာလို့ဆိုတဲ့အာပြောကောင်းနဲ့နှာကြိုးနှစ်ယောက်ထားလိုက်ကြအဲ့ဒီတတ်မှုကတကြီးအိမ်ရောက်အထူးတကြီးကလည်းနှာပဲတကြီးကလှမ်းမေးလိုက်ဟာမနှုံနာနာနှုံဆိုတဲ့ဟင်းကိုကျိုးနဲ့ရောအမှုစစ်ကြီးလိုက်ဟင်းနင်တို့အမှုစစ်နာရောအမှုရောညာရဟာလို့ကုန်ပြန်လွတ်ရထူးမထူးတော့ပဲခင်ဗျားတို့လည်းနှာကြိုး၃ယောက်လို့တခွန်းခေါ်လဲဒီတိုင်းနှစ်ခွန်းမေးလဲဒီတိုင်းဖြစ်နေရောပြိဿနှာကြိုး၃ယောက်ထားပါတော့နှစ်ထိုင်း၃ယောက်လို့တော့မဖြစ်စီနဲ့နှစ်ထိုင်းပဲနှစ်ယောက်လို့ဟဲ့လက်ချိုးပြီးလိုက်ဆိုတာနောက်ကပြိဿကြီးအားလုံးစိတ်ကြောင်းနဲ့နှစ်ထိုင်းထန်တက်တဲ့နှစ်ထိုင်းသကြီးနှစ်ထိုင်းတို့တို့လေးပြောတဲ့လူနှစ်ထိုင်းဟာဒါမှမိတော့မှာပဲဘယ်နဲ့ငိမ်ခုတ်လေးမှမသိဘူးပြောတော့နှစ်ထိုင်း၃ယောက်စိတ်ကြောင်းနဲ့နှစ်ထိုင်းထန်တက်တဲ့နှစ်ထိုင်းသကြီးနှစ်ထိုင်းဗါတယ်တော့ပြိဿကြီးတချို့ကလည်းသနှပ်ပြစ်တယ်ရှိကပြောထိုင်းရှိကမဆိုလို့ထိုင်းနဲ့ချားတယ်ထားပါတော့လေနှစ်ထိုင်း၃ယောက်စိတ်ကြောင်းနဲ့နှစ်ထိုင်းကစိတ်ကြောင်းရင်စိတ်တွေပြောင်းတော့ထမ်းမဲ့ဘောကနှစ်ထိုင်းကိုလမ်းမေး
ပြောထမ်းမမောလူခမည်းကတော့အမြင့်ကနေလို့ကျုပ်စိတ်တွေမြင်မှာပါခမည်းမြင်ရင်လည်းညွန့်လိုက်ပါပြလိုက်စမ်းပါခမည်းထမ်းမမောလည်းနဲ့ထိုင်းဆိုတော့ကြားချင်းရကြားတာပေါ့စိတ်မေးတယ်မထင်ဘူးသူထမ်းမနေမေးတာမှတ်အာမဟောဒီညွန့်မဲထမ်းဒါကျုပ်ရောက်ခမထမ်းကျုပ်ထမ်းကြီးပဲတဲ့သူကပြောလိုက်လက်ညှိုးထိုးပြီးထမ်းမနေပြလိုက်တော့အောက်ကစိတ်ကြောင်းနဲ့ထိုင်းကလည်းနဲ့ထိုင်းဆိုတော့သူကြားချင်းရကြားအော်ငါစိတ်တွေဟိုမှာရှိတယ်လို့လက်ညှိုးလိုက်တာပဲဆိုပြီးရှောက်ကြည့်ကြည့်တော့ကံအားလျော်စွာစိတ်တွေကတွေးအော်အတော်ကျေးဇူးကြီးတယ်ထမ်းမမောလူသူပြလို့ငါစိတ်တွေတွေးစိတ်ကြိုးလေးတကောင်တော့လက်ဆောင်ပေးတာကောင်းအကောင်းတော့ပေးလို့မဖြစ်ဘူးစိတ်ကြိုးလေးတကောင်လက်ဆောင်ပေးထမ်းမင်းနာစိတ်ကြိုးလေးပွေသွားတယ်ရောထမ်းမင်းမောလူဆင်းခဲ့တော့မှခင်ဗျခရပြလို့ကျုပ်စိတ်တွေတွေ့လို့ကျေးဇူးကြီးပါတော့ကြောင့်ကျုပ်စိတ်ကြိုးလေးတကောင်လက်ဆောင်ပေးပါတယ်ခင်ဗျာလို့ထမ်းမင်းချင်ရင်ချလိုက်တော့စိတ်ကအကျိုးလေးဆိုတော့ပုံလဲသွားအဲ့ဒါထမ်းမင်းပေါ်ကလူကသူ့ဆွဆွဲတယ်တဲ့အာခင်ဗျာကျုပ်မခေါ်နဲ့တဲ့ခင်ဗျာစိတ်ကျုပ်ခွင့်မကြဘူးကျုပ်ခွင့်ထမ်းမချင်ရင်အဲ့ဒါနဲ့ထိုင်းနေဆိုတော့ကြားချင်းရကြားမလို့ခြင်းဘူးမလို့ပါနဲ့ဗျဆင်းနေစမ်းပါအော်ကျုပ်ခွင့်မကြဘူးဆိုနေမဆင်းဘူးပြောချင်းရပြောကြားချင်းရကြားပြီးတော့ဆင်းနေစမ်းပါခမရဇွတ်ခေါ်တော့ခမရကြောက်ပါပြုလို့ဒီလောက်ထိအောင်ဆွဆွဲရတာတော့ဆိုဆင်းလာတယောက်နဲ့တယောက်စကားများမကြားဘူးမကြားဘဲနဲ့တကြီးအိမ်ရောက်သွားတယ်အဲ့ဒီအမှုတကြီးကလည်းနဲ့ထိုင်းကိုတကြီးကလည်းနဲ့ထိုင်းတရားနာပြေးတာမိမနဲ့ကွာထားတာလည်းသိမကြသေးဘူးသိမကြသေးတော့တကြီးအိမ်ရောက်တော့တကြီးမရဲ့ပြောသားမအောင်ကျေးဇူးကြီးလုံးလို့စိတ်ကြိုးလေးတစ်စောင်တကောင်ကိုလက်ဆောင်ပေးတာအာနာလို့ထင်ပါရဲ့မယူခြင်းမူခြင်းနေတဲ့ယူအောင်ပြောပေးသားမှာခင်ဗျဟုတ်ကလည်းအာဘာဆိုင်တော့ကြုတ်ခွင့်မကြိုက်ဘူးသူစိတ်ပဲအကျိုးလားမှမသိဘူးပြောကြတာကိုပြောတာတော့အော်ကြီးဟစ်ကျယ်ပြောတာပဲသို့တော်လည်းမိမနဲ့ကွာထားတာသိမကြသေးတဲ့တကြီးကတိုးပြောတယ်ထင်ပြီးတော့ဟေးမင်းတို့ငါ့အိမ်ရှင်းလာပြီးတိုးနဲ့မင်းတို့ပဲလို့နားချဒီမိမငါတစ်သက်လုံးပြန်ပေါဘူးကွာအကုန်ကိုလိုကာလာကြီးဒါကြောင့်ခမည်းတော်အတန်လည်းပဲကျုပ်ကနှာကျိုး3ယောက်သတိရနဲ့ထိုင်း3ယောက်သတိရနဲ့ဒီတစ်ခါတော့နည်းနည်းလေးထွက်လာကောင်းပါရဲ့နှာလည်းကျိုးခြင်းမထင်ပါဘူးပြေးတာနှာကျိုးခြင်းလားမကျိုးခြင်းအတန်ထွက်နားကောထိုင်းရင်သလားမထိုင်းရင်အတန်ထွက်နည်းနည်းမြောက်ပင့်ပေးရတာဟိုဟာတွေမဖြစ်အောင်လို့အကျိုးတွေအထိုင်းတွေမဖြစ်အောင်ကဲကြည့်တရားတော်ပြေးသားရေဘလူးစားလို့ရရဲ့လားပြေးသားမဲနလန်တော့ထားလာလိုက်လာနော်နားမထိုင်းခြင်းပဲကိုနားလည်းမကျိုးခြင်းပဲကိုကြည့်တရားနာပြေးသားရေအမလေးငါဝင်းနဲ့မီးဝင်ပြီးတော့ဆွဲသလိုပူလိုက်လေချင်းတကယ်ကြီးတမဒိဋ္ဌိငါကဲပါအောင်ကွယ်လို့ဆိုတော့မင်းငါစကားမှနားမထောင်မဲနဲ့ဖယားသားကိုမင်းစော်ကားတာကလေးကဗုဒ္ဓနုတ်တိအလုတ်လုတ်ပြီးတော့ဗုဒ္ဓသာမြတ်စွာဘုရားအနမောရှိခိုးပါ၏ဘုရားအမြဲတမ်းရှိခိုးတဲ့ကလေးစော်ကားမင်းမှားလိုက်မယ်ပြောရင်သားနဲ့မင်းမရပဲကိုကွာဟေးဒီတိုင်းတော့မင်းဒီအပြစ်ပြောင်းမှာမဟုတ်ဘူးမင်းဒဏ်ခတ်ရမင်းထံပေးရပေးပါကွာမင်းပေးတဲ့တန်ငါခံမမင်းဝင်နေကအပူမပြောက်သေးဘူးကွာမင်းတန်ပေးမှာတခြားမဟုတ်ရွှေနန်းတော်ကြီးကိုဝင်ဖေဘီသားရမင်းရဲ့ရွှေနန်းတော်ကြီးကိုဝင်လို့မင်းလေဟိုရွှေနန်းတော်ကြီးရောက်အောင်သွားပြီးတော့အဲ့ဒါဗိမိတာရမင်းရဲ့ပွဲတော်စာနဲ့ရွှေခွက်ကိုယူပြီးတော့မင်းကလေးကိုကြွေးရမယ်ပိသဘလူးမှောင်ခိုအလုတ်လောက်ရတော့ဘလူးဒုက္ခများပြီအလင်းရောင်နဲ့သူဝင်လို့မဖြစ်ဘူးမှောင်လဲဝင်လို့သူမှောင်ခိုအလုတ်ပြောတာဒီပြင်ယူရချက်ကျုပ်ဘာမှမပါဘူးကြည့်မှောင်လဲဝင်နဲ့မှောင်ခိုလို့သူလောက်ရတော့သွားပြီတရားနာပိသရာဇဂျိုမျိုးတွင်ဘလူးဆိုင်လေးပါလေးတီးခြင်းအိမ်ကြောင့်မှတီးသွားပြီတရားနာပိသတခိုးချီတော့နဲ့ဘလူးတိတ်ကလေးသွားဗိမိတာရမင်းရဲ့ပွဲတော်စာနဲ့ရွှေခွက်ကြီးယူလာပြီးတော့ဟေးရလာပြီကွာရလာကြွေးရမယ်ဗောကွကလေးသူ့ဖေကမြို့ထဲကပြန်မထွက်နိုင်လို့မြို့တကပိတ်ထားလို့ကလေးညနေစာမစားရဘူးဒါကြောင့်မင်းကိုခိုင်းရတာဒါမှမင်းဒီပြစ်တွေပြောင်းမှာလာတို့ကြွေးကြစို့ဟေးဘလူးရောင်နဲ့ကြွေးလို့တော့မဖြစ်ဘူးဘလူးရောင်နဲ့ကြွေးလို့မဖြစ်ဘူးဘလူးအသွင်ကိုတို့မမြင်စေနဲ့
တို့ဘလူးသွင်ဖြောင်းလာကျွေးကြစို့ကလေးကိုတရားနာပြည်သားထမင်းကိုရွှေကွက်ထဲကပွဲတော်စားကြီးကျွေးလိုက်တော့ကလေးလေးကလေအဖေနဲ့မေကသူ့ထမင်းလာကျွေးတယ်လို့ထင်တယ်ဖေနဲ့မေထင်လို့သာပေါ်ပြည်သားဘလူးပုံများမြင်လိုက်လို့ကတော့ဘာပြောကောင်းမလဲကလေးအဲ့ဒီနေရာထောက်ထောက်သေးမှာပေးမှာပြည်သားအဖေနဲ့မေကထမင်းတိုင်ကျွေးတယ်လို့ထင်တယ်ကလေးထမင်းစားနေတာကိုမိဘနှစ်ပါးကထိုင်ကျွေးတယ်လို့သူထင်သည်နောက်ကလေးထမင်းစားပြီးတဲ့နောက်ရွှေခွက်မှတစိခတ်တော့သည်တမဒိဋ္ဌိဘလူးကဤရွှေခွက်သည်ကလေးခိုးသည်မဟုတ်ဤရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါများများလည်းမရဘူးဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါပါတယ်တို့ပြည်သားဘယ်လိုမှကိုမြောက်လို့ပြင်လို့မရအောင်ကြားနေပါပြီဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါဆိုကြည့်တာမှဒါပဲကြီးအဲ့ဒါလေးရေးပြီးတော့သမာဓိရှိဘလူကဤစာသည်ဘိံဘိသာရမင်းကြီးတယောက်သားလျင်မြင်ပါစေသာတပါးသောလူတွေဘယ်သူကြည့်ကြည့်အကန့်အတိပမာဏဒီစာမမြင်ကြပါစေကုန်သာအဋ္ဌာမိရွှေကွယ်ကြီးလှဲဖို့တင်ထားခဲ့မနေ့ကဘာပြောကောင်းမလဲပရိသတ်ကြီးနန်းတော်တဲ့ပွဲတော်စာဆက်မဲ့ရွှေကွယ်ပြောက်ရောပွဲတော်စာဆက်မဲ့ရွှေကွယ်ပြောက်တယ်ဆိုတဲ့သတင်းဖြင့်ရွှေနေတော့ပေါက်ကြတော့ဟဲ့မင်းကြီးများဘုရားငါကိုရောမြတ်ကိုဆက်နေကြဖြစ်တော့ပွဲတော်စာနဲ့ရွှေကွက်ပြောက်တယ်လို့ကြားတယ်မှန်လားပါဗျာအဲဒီကိစ္စပွဲတော်စာနဲ့ရွှေကွက်ထွက်ပြီးတော့ရှာကြသွားယခုရှာကြယခုရှာကြဆိုတော့တရားနာပြည်သားနန်းတော်ကြီးပိတ်ပြီးတော့အပြင်မဲ့မထွက်ခင်ဆိုလို့ရှိရင်နန်းတော်ထဲတင်တွေ့ရအောင်ဆိုပြီးတော့အတွင်းတစ်ခိုးလျှောက်ရှာကြပြည်သားဘာတစ်ခိုးလျှောက်ရှာဘယ်တွေ့လိမ့်အတွင်းကခိုးတာမှမဟုတ်ပဲနောက်ရွှေနန်းတော်ထဲမှာတွေ့တော့ဟဲ့မြို့ပြင်ထွက်ရှာကြအပြင်ထွက်ရှာတော့တွေ့သလားပြည်သားဘယ်တွေ့လိမ့်နော်အပြင်လူကခိုးတာမှလည်းမဟုတ်ပဲနဲ့ဘလူးခိုးတာကိုဘလူးခိုးတာကိုပြည်သားရဲ့အဲ့လိုဘလူးခိုးတာဖြစ်နေတော့မြို့ပြင်လျှောက်ပြီးတော့လဲရှာတော့မတွေ့နောက်တုတ်တန်တစားသင်္ချိုင်းဝရောက်သွားတော့ဘရင်ရွှေခွက်ကလည်းကြံကြံဖန်ဖန်သင်္ချိုင်းကိုရောက်သွားတာဘသူပို့တာတော့မြိတ်သားဘလူးပို့တာလဲပေါ်ရွှေခွက်ကြီးတင်ထားဟောမင်းကြီးမြင်ရလားပြောမြင်ရတော့ရွှေခွက်ဟုတ်ကဲ့လားဗျဘယ်နဲ့မဟုတ်မှာလို့မြင်ရတော့မှာဘရင်ပွဲတော့တင်နေကြဖြစ်တဲ့ရွှေခွက်လာတွေ့ပြီပြောတခိုးတွေ့ပြီဆိုပြီးလဲပေါ်သွားကြည့်လိုက်တော့ရွှေခွက်တွေ့မြင်ရလားဒီအောင်မှာကလေးဟဲ့ကောင်ထားကွာခြေထောက်နဲ့ကန်နှိုးကလေးကနှိုးမျက်စိလေးပုတ်တာနမောဗုဒ္ဓသာနမောဗုဒ္ဓသာနမောဗုဒ္ဓသာဗုဒ္ဓသာမြတ်စွာဘုရားအနမောအရှိခိုးပါ၏တခိုးကခုမှဖယားတလူဘာဝလို့ဘရင်ရွှေခွက်ခိုးပြီးမှအခုမှနမောဗုဒ္ဓသာလေးပါလေးနဲ့ဟဲ့ကောင်ထားဒီဆိုကမင်းမရရဗျာအဲ့ဒါကျုပ်ဖေနဲ့မေကထမင်းကျွေးတာဘလူးလို့မှထင်မဲနဲ့သူ့ဖေနဲ့မေကကျွေးတယ်ထင်တာဘလူးထင်သေးမှာပေါ့အဲ့ဒီကလေးကျုပ်ဖေနဲ့မေကထမင်းကျွေးတာဗျာဟေးအဖေနဲ့မေကထမင်းကျွေးတာတွေဘာတွေမလို့ချင်ဘူးမင်းလက်ထက်ကရွှေခွက်တွေ့တာလာဘရင်ထောင်လိုက်ခင်ကလေးဖမ်းသွားရောဗျာနေကြပါအောင်ကျုပ်အဖေနဲ့အမေကိုပြောပါရစေအောင်ဟေးအဖေနဲ့မေတွေဘာတွေညာတွေမလို့ချင်ဘူးလာမေးဘရင်ထံကြောင့်မင်းရှင်းဒီဘောအမမင်းရဲ့စဉ်းစားပေါင်းဖန်းဆိုတဲ့နေရာရမ်းဖန်းလို့မဖြစ်ဘူးနော်ရမ်းဖန်းလို့မဖြစ်ဘူးဗျဒီကလေးအဆောင်ကြက်များတဲ့ရွှေနန်းတော်ကြီးတွေမှာဝင်နိုင်မလားဗျမဝင်နိုင်သူ့ရွှေခွက်တွေ့နေပြီပဲဗျဆင်ကောင်ကြီးတွေ့မှာခမရဆင်ရှိရရှာကျင်သေးလားကလေးမှုပြောနေကလေးလေးမလေးဗျသူ့ရှိရတွေ့တာသူ့ဖမ်းသွားရုံပေါ့ကလုံးပါလေခမရကြိုက်တဲ့သဘောအတိုင်းအမတ်တွေတဲ့ခက်တယ်တယောက်နဲ့တယောက်စောင်းကန်ပဲစောင်းကန်နဲ့ဟိုတယောက်ကခိုးတာကိုဖမ်းရင်းနဲ့ဒီတယောက်ကမဖမ်းနဲ့အိုး
အမဖမ်းလို့မဖြစ်ဘူးဗျကျွတ်တို့တောင်းရှိကျွတ်တို့ကဒီနေ့တရခံတွေ့မှာကျွတ်တို့အလုတ်ကပြီးမှာလာဟဲ့ကလေးလာတော်တယ်လို့စုခွန်တော့ဘင်းထံရောက်မလာပါဗျာရွှေခွက်တစ်ခိုးတွေ့ကြောင်းပါဗျာဟဲ့ဘယ်ဘက်ကခါစားမလာပါဝဲဘက်ကခါစားကြောင်းပါဗျာကြည့်လိုက်တော့ဟေးဟဲ့မင်းကြီးမြဗျာဒါသခိုးလားမလာပါဗျာတခိုးပါဗျာဟဲ့ကလေးလေးပါလားကွယ်မလာပါကလေးသခိုးပါဗျာမဟုတ်သေးပါဘူးကွယ်တို့ငါရွှေနန်းတို့ကရွှေခွက်မှာခိုးရဲ့လားကွယ်မလာပါဘရင်ပွဲတော်တင်နေကြရွှေခွက်ကြီးပါဗျာဟုတ်မထင်ပါဘူးကွယ်တို့ကန်ရွှေခွက်ဆက်ဆန်းဟဲ့လက်တော်ဆိုပြီးတော့ရွှေခွက်ကိုကြည့်လိုက်ဒီရွှေခွက်ဒီကလေးခိုးသည်မဟုတ်ပါတွေ့ရောစားဟဲ့မင်းကြီးများဒီရွှေခွက်ဒီကလေးခိုးတာမဟုတ်ဘူးကွမလာပါဘရင်ကိုတော်မြတ်ကြီးဗျာဒီကလေးထံကဒီရွှေခွက်တွေ့ကြောင်းပါဗျာဟဲ့ကလေးရွှေနန်းတော်ကြီးတဲ့ဝင်နိုင်မလားကွလူမစွန်းနှက်မှလို့စကားရှိပါဗျာဘယ်နှက်ကကောင်းဝင်ကနေရောက်အောင်ပို့ပြီးတော့ဘယ်လိုခိုးသွားတယ်မသိပါဗျာမင်းတို့ဟာဒီကလေးဝိုင်းပြီးအပြစ်တင်နေကြဒီကလေးခိုးတာမဟုတ်ဘူးကွဘရင်ကစာကိုတွေ့လို့ပြောနေဒီကလေးခိုးတာမဟုတ်ဘူးကွမှန်လားပါဗျာဘရင်ကိုတော်မြတ်ကြီးရွှေနန်းတော်တွင်မှာနေတဲ့ကိစ္စဘုရားကျွန်တော်မျိုးကြီးများကိုယ်တိုင်သွားရှာတာလှဲပေါ်ကဒီကလေးနဲ့ရွှေခွက်ကိုတွေ့ရပါတော့ရောက်ဒီကလေးခိုးတာအတိအကျသိလို့တော်ဥတင်နေကြောင်းပါဗျာဒီကလေးခိုးတာမဟုတ်ဘူးဆိုရင်ဘရင်မင်းမြတ်ကြီးဘာလို့တက်သေးရှိတယ်လဲဗျာအေးတက်သေးရှိမရှိမင်းတို့သိရင်ရောက်ဒီမှာကြည့်ဟောဒီနားလေးမှာရေးထားတာကြည့်မင်းမြင်မှုဗျာဩဒီအမတ်တွေကန်းနေထင်ပါရဲ့ကွယ်တို့မြင်မလားကွယ်ဒီမှာရေးထားတာသူကြည့်တော့မြင်တယ်ကြည့်တော့မင်းတို့အမတ်တွေကြည့်မြင်မှုဗျာဟာဒီအမတ်တွေအကုန်ကန်းနေထင်ပါရဲ့လာတက်တော့ရှိကြီးလာစမ်းမြင်လားဒီမှာရေးထားတာမြင်တယ်ဗျာဘာမြင်တော့ရွှေခွက်ကြီးဗျာဒီမရှိတရှိကြီးနဲ့ဟာဘယ်ရင်လဲထောမတွေပါတွေဖြစ်လာအရွှေခွက်တော့မြင်တာမို့စာရေးထားတာမမြင်ဘူးလားစားတော့မမြင်ပါဗျာငါကလေးကိုစစ်မင်းမယ်အမောင်တို့ဟဲ့ချစ်သားဖေဟာဒီရွှေခွက်မင်းခိုးသလားမခိုးပါဗျာမခိုးရင်မင်းထံဘယ်နဲ့ရောက်ကျုပ်အဖေနဲ့အမေကထမင်းလာကျွေးပြီးတော့ထားပစ်ခဲ့ကြတာပါခမညာဘုရင်ကိုဘုရားကျွန်တော်မျိုးတွေပါလေကလေးတင်တတ်ဘူးကျုပ်ပဲပြောတာပဲဒီတိုင်းပြောတာပဲစိတ်ဆိုးလို့ဘုရင်ကတတ်ချင်လဲတတ်ပြောမှပြောတတ်ပဲဒီတိုင်းပြောမှာပဲကလေးကိုဟေးဘုရင်ကွာဘေးကအမတ်တွေကဘုရားကျွန်တော်မျိုးကြီးရဲ့မိဘနှစ်ပါးကျွေးသွားတာပါဘုရားလို့ပြောကွာဗျာကျုပ်ကကျုပ်လို့ပဲပြောတတ်တယ်ဗျအမင်းလို့ပြောတတ်တယ်မဖြစ်ဘူးကဒါဘယင်ကွာဘယင်မေကြီးကျုပ်ဖေတို့မေတို့ပြောတာလို့ပြောမှာပဲဗျဒီကလေးတဲခန့်နေပါလားဒီတော့မှဘယင်မင်းမြတ်ကဟဲ့မင်းကြီးမြတ်ဘယ်နဲ့ကလေးသွားရန်လုံနေလို့ကွယ်ကလေးတော်ကသူ့စကားနဲ့သူပဲပြောမှာပေါ့နားလေတဲ့အချိန်ကြတော့လေဒီကလေးမပြောနဲ့ဆိုလို့မရဘုရားကျွန်တော်မျိုးကြီးဒီပါဒီပြောတတ်လာမယ်ပေါ့ပြောမှမပြောတတ်သေးပဲနဲ့ဟဲ့ကလေးဘုရားမင်းဒီရွှေခွက်ကမင်းမိဘနှစ်ပါးကထမင်းကျွေးတာဟုတ်ကဲ့လားဟုတ်ပါတယ်မင်းမိဘနှစ်ပါးဖယ်မလို့အိမ်မဲ့ခင်ဗျအိမ်မဲ့ခင်ဗျတန်တော့ဒီကိစ္စငါရွှေနန်းတော်ကြီးတဲ့ကရွှေခွက်ကိုသူ့မိဘနှစ်ပါးကယူကျွေးနိုင်ရအောင်ကလဲဟဲ့တငယ်မင်းမိဘနှစ်ပါးဘာလုပ်ကြင်လုပ်စားထင်းခုတ်တယ်ခင်ဗျာထင်းခုတ်စားတယ်ဆင်းရဲသားတယောက်ရွှေနန်းတော်တဲ့ကရွှေခွက်ဟေးဘယ်လိုလေးမှမခိုးနိုင်ဘူးအကြောင်းထူးတယ်ရွှေခွက်ကြည့်လိုက်တော့လေဒီရွှေခွက်တီဒီကလေးခိုးသည်မဟုတ်ပါအ
မတ်ကြီးတွေကြီးခိုင်းတော့လေအကုန်လုံးအကံပါမှမြင်ရဘူးငါမရတဆူသာမြင်နေရတဲ့ဖြင့်ဒီကိစ္စသမ္မာသမ္ဗုဒ္ဓသုံးလောကထောထားတပ်ပြည့်ညမြတ်စွာဘုရားမှာဖြည့်ရှင်းနိုင်တော့မှာဖြစ်တယ်လို့ဒီလိုအကြံယူနေတော့ပြောမနဲ့ဆိုဟောမိဘနှစ်ပါးရောက်မှန်လားပါဗျာမှန်လားပါဗျာသူ့ရွှေခွက်ခိုးပေးတဲ့တခိုးလေးရဖေးမေးတခိုးကြီးတွေရောက်လာကြောင်းပါဗျာအော်မျက်နှာလိုအားရပါလားမင်းတို့ဟာရံအပြစ်တင်နေကြတာပဲဟဲ့ရှိတော့ရောက်ပလားမှန်လားပါရှိတော့ရောက်ကြောင်းပါဗျာဟဲ့ထင်းရောင်သမားလင်မလားတင်တို့တတွေဒီတင်သားကိုရွှေခွက်နဲ့ခိုးပြီးထမင်းခိုးကျွေးတယ်ဆိုဟုတ်သလားမဟုတ်ပါဗျာသားကလေးအမတ်တေဖမ်းသွားတယ်ဆိုလို့ရွှေနန်းတော်ကြီးကလိုက်လာရကြောင်းပါဗျာရွှေနန်းတော်ကြီးကလိုက်လာရကြောင်းပါဗျာဖယားကျွန်တော်မျိုးကြီးဒီမယားမပါပဲနဲ့ဟောဒီသားလေးနဲ့တော်တယ်ကိုလှမ်းနဲ့ထင်ခွေသွားခဲ့ပါဗျာမြို့အပြင်ဘက်တုတ်တန်တစတင်းချိုင်းကရောက်တော့ထမင်းစားရဲ့နွားကိုလွတ်လိုက်တော့ခါနွားတွေရွာထဲသို့ဝင်သွားကလေးကိုလှဲအောက်ပိတ်ထားပြီးတော့နွားပြန်ဆွဲပါဗျာနွားနဲ့ပြန်အထွက်မြို့တကားပိတ်ထားလို့မထွက်နိုင်တာနဲ့လေပရားနှစ်ယောက်သလုံးဒို့သားလေးသေးသလားရှင်သားလည်းမသိဆိုပြီးတော့တညလုံးပူဒီလိုပူနေရမှာမနက်မိုးလင်းတော့ရွှေနန်းတော်တွေကရွှေခွက်နဲ့ပွဲတော်သာပျောက်တဲ့ဆိုပြီးရှောင်ရှာတဲ့သတင်းကြားသိရကြောင်းပါဗျာနောက်သားလေးကိုဖမ်းသွားတယ်ဆိုတာလေသိလို့လိုက်လာကြကြောင်းပါဗျာမှန်လားပါဗျာဖယားကျွန်တော်မျိုးကြီးပါရွှေနန်းတော်တဲ့အဆောင်ကြများတဲ့နေရာဘယ်လိုနည်းနဲ့မှမဝင်လဲမဝင်နိုင်ခိုးလဲမခိုးရကြောင်းပါဗျာအကျုံးဝိသေသအမတန်ထူးပါဗျာလို့တော်ဥတင်လိုက်တော့အေးငါထင်တဲ့အတိုင်းပဲဒီကိစ္စဒီတော့မင်းကြီးတယောက်ကတော်ဥတင်တယ်မှန်လားပါဗျာဒီကိစ္စအကြောင်းထူးနေပါဖြစ်မင်းဆရာရဲ့လို့ခန့်အပ်ထားတဲ့ပုံနှဖြူပုံနှညုံမြမွေးတဲ့ညောင်းပါဗျာဒီပုံနာတွေငါလားအမွေးခိုင်းနေလို့လောကအတုမရှိမှုနဲ့ထောထားတပ်ပြင်းလို့မျက်စွာဘုရားမှသာလေဒီကိစ္စအားလုံးရှင်းအောင်ဖြေကြတော့မှုနိုင်ပြီဖြစ်၍လာဘုရားเจ้าတော်သွားမယ်ရွှေခွက်ကြီးကင်ပြီးဘုရားเจ้าတော်သွားမျက်စွာဘုရားเจ้าတော်ရောက်တဲ့အခါကျတော့မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်ပွဲတော်တဲနေကြဖြစ်တဲ့ရွှေခွက်နဲ့ပွဲတော်သာပျောက်ဆုံးသွားသောအခါလိုက်ပြီးတော့ရှာလိုက်တာဟောဒီကလေးအိတ်နေသောလှဲပေါ်ကတွေ့ကြကြောင်းပါဗျာဟဲ့တကားတော့ဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါဘုရင်ကြီးအားပင့်သွားတယ်ဘုရင်ကြီးအားပင့်သွားတယ်ပင့်ရောပေါ့သူကရွှေခွက်ကြည့်ထားတာဒီရွှေခွက်ဒီကလေးခိုးသည်မဟုတ်ပါဆိုပြီးတော့ဘလူးခဏိတ်တဲ့စာကိုဘုရင်ကြီးကသိထားတယ်မြတ်စွာဘုရားကမကြည့်သေးပဲနဲ့ဒီရွှေခွက်ဒီကလေးခိုးသည်မဟုတ်ပါလို့မိန့်တော်မူနေတယ်။ဒါကြောင့်တကယ်သိတော်မူတဲ့ဘုရားမို့ခင်ဗျားတို့တို့လည်းအားထားနေရတာပေါ့အားထားနေရတာပေါ့ဗျာဟာဘေးကလိုက်လာလိုက်တဲ့အမတ်တွေကလည်းဟေးတို့ဘုရင်ကြီးပြောတဲ့စာအတိုင်းဘုရားကိုယ်တော်မြတ်မိန့်တော်မူနေပြီကွာဟာဘုရားပြီးပြီးတော့ကလားကွာဟိုတုန်းကလူတွေမှုပေါ့ခုခေတ်လူတွေလို့ဆိုအခက်ပဲမင်းဘုရားတကူနဲ့ကြွပြီးနန်းတော်ထဲဝင်ပြီးတော့ဒီရွှေခွက်ကြီးဘယ်လိုလုပ်ကလေးထံဘယ်လိုပို့ထားမှမသိပဲနဲ့လှုပ်ချင်လှုပ်နေမှာနော်ခုခေတ်ဒီလိုမလှုပ်ဘူးလည်းမအောင်မိနဲ့ဒါပေမဲ့လို့လေဗုဒ္ဓတရားကိုလေးစားတဲ့မြန်မာလူမျိုးတိုင်းဒီခဲ့သို့အကြံဉာဏ်မျိုးမရှိကြတော့လေဗုဒ္ဓဂေါရမကိုတရားနာပြိဿမလေးမစားနဲ့ဖယားဆိုတာဇီးပင်လည်းမယုံကြည်တဲ့ပုဂ္ဂိုလ်များအတွက်ကိုကျုပ်ရည်ညွှန်းပြီးတော့ပြောပါတယ်ကျုပ်တို့ကိုးကွယ်နေကြတဲ့ပုဂ္ဂိုလ်များသိပြီးသားပုဂ္ဂိုလ်တွေကဒီကြံမရှိပါဘူးနောက်ဘုရားကိုယ်တော်မြတ်ကတကားတော့တိရွှေခွက်ဒီကလေးခိုးတာမဟုတ်ဘူးမှန်လားပါအမိတ်ရှိတော်မူပါဘုရားလို့ဆိုတော့မှဘုရားကိုယ်တော်မြတ်ကတကားတော်ဘိမိသားရဟောဒီကလေးစီသူ့အဖေနဲ့တော်တဲ့ထင်ခွေသွားတဲ့အချိန်ခါမှာဆိုပြီးတော့ကျုပ်ရှိကဟောခဲ့တဲ့အတိုင်းဇတ်ကြောင်းဘုရားအကုန်ပြန်ဟောတမာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိဘလူနှစ်ယောက်မိစ္ဆာဒိဋ္ဌိဘလူစားမလို့ဆွဲတဲ့အချိန်ခါမှာရင်ဝမီးဝင်ဆွဲတယ်လို့ပူလို့တမာဒိဋ္ဌိကဒဏ်ခတ်ပြီးတော့မင်းပွဲတော်စာနဲ့ဆက်ရမယ်ဆိုလို့ဒီရွှေခွက်ကဟဲ့တကားတော်ဘိမိသားရကလေးကိုပြစ်မှားတဲ့ငါဤသားတော်လေးကိုပြစ်မှားတဲ့
မိစ္ဆာဒိဋ္ဌိဘလူးကတင်နန်းတော်ထဲဝင်ပြီးတော့ရွှေခွက်နဲ့ပွဲတော်သာခိုးတာတဲ့အဲ့ဒီရွှေခွက်မှာရေးထားတဲ့ဒီရွှေခွက်ဒီကလေးခိုးစီဘုရားဆိုတာတမာဒိဋ္ဌိဘလူးကတစိမ့်ခတ်တာဘေမိသားရမင်းသာမြင်ပါစေဘယ်သူမှမမြင်ပါစေတည်းလို့တစိမ့်ခတ်တာဘုရားဒီလိုမိတ်လိုက်တော့အမတ်တရားပြုံးလာတယ်ကဲကွာအဋိဋ္ဌံတို့ဘယင်ကြီးကဒါများတို့အမတ်တွေအကုန်ကန်းတယ်မြင်ပါလေကွာဘုရားမရှိတော့မှအဋိဋ္ဌံလို့တယ်ကွာဘယင်ကလည်းဘယ်သူမှမမြင်ရဘူးတဲ့အဲ့ဒီလိုမြတ်စွာဘုရားကမိန့်တော်မူပြီးတော့ကမှငါဤသားတော်ကလေးစီအိတ်နေတော်လဲပဲငါဤဗုဒ္ဓနုတ္တိဘုရားကိုတရိယာခြင်းနဲ့အောက်မေ့ဆင်ခြင်ပြီးတော့နေပါသဖြင့်အမြဲတမ်းနိုးကြနေသည်မြည်တကွယ်လို့သောတာဗုဒ္ဓံပဗုဇ္ဇန္တိသရခောရမသာဝကယေတံဒီဝါစာရတောသနေသံဗုဒ္ဓဂတတတိယေတချင်းသူတို့အဒီဝါစာနေ၌၎င်းရတောစညင်အခါ၌၎င်းနေသံအမြင်မပြဗုဒ္ဓဂတဘုရားကုံကိုအာယုံပြု၍ဖြစ်သောတတိအောက်မေခြင်းတတိသည်အဋ္ဌိရှိ၏ခောရမသာဝကခောရမနွယ်ဝါမြတ်စွာဘုရား၏တရားနာယတပိသာဝကဖြစ်ကုန်သောတေထိုသူတို့သည်တရအခါခါသိပုပ္ပဗုဒ္ဓအိတ်နေတော်လဲကောင်းစွာနိုးခြင်းကိုပဗုဇ္ဇန္တိနိုးကြကြလေကုန်တော်သာရီအဲ့ဒီဒေသနာတော်ကနာကြရသဖြင့်ကြည်တရားနာပိဋကရေအဲ့ဒီဒေသနာတော်နာကြရသဖြင့်မောင်လှချောလေးရဲ့အဖေမောင်လှရဲ့အမေမချောရဲ့သားလေးမောင်လှချောရဲ့သုံးယောက်စလုံးဟောတရားတော်အဆုံးမှာဒိဋ္ဌိနဲ့ဝိစီကိစ္စကွာလို့သောတာပန်ဖြစ်ကြပါတယ်ဗျာပိဋကကြီးဘာဖြစ်သွားတော့သောတာပန်ဖြစ်ပြီးတဲ့နောက်ထင်ခုတ်ဆရတဲ့ဒုက္ခတွေနွမ်းလို့ပြန်ဖမ်းရတဲ့ဒုက္ခတွေတားနဲ့ခွဲရတဲ့ဒုက္ခတွေသားကလေးကလည်းအဖေနဲ့ခွဲရတဲ့ဒုက္ခတွေဒါတွေကိုဆင်းရဲတဲ့တရားပဲလို့ဒုက္ခသစ္စာကိုအမှန်သိလို့ငါတို့ဒီလိုဆင်းရဲရခြင်းဒီဘသူကြောင့်လဲလို့ပရိယေသနာဝမ်းစာစားရည်ဝူရည်နေရည်ဒါတွေအတွက်တနေ့ကမှမအေးရပဲနဲ့လူချင်းလုံးလို့စားချင်တာတွေတောက်ချင်တာတွေဝတ်ချင်တာတွေအိတ်ချင်တာတွေနေချင်တာတွေဒါတွေအလိုရှိပြီးတော့နေအပ်တဲ့သမှုရိယဆိုတဲ့လောဘအကြောင်းသစ္စာကြောင့်တို့ဒီဒုက္ခတွေဖြစ်သည်အဲ့ဒီဒုက္ခသစ္စာအကျိုးသစ္စာနဲ့သမှုရိယသစ္စာခေါ်တဲ့အကြောင်းသစ္စာကိုသမ္မာဒိဋ္ဌိအစမက္ကသစ္စာလို့မဲ့နဲ့ဆက်လို့တခါတည်းသူတို့ဒုက္ခတွေပြတ်ပြီးတော့ဟောအရဟတဖို့ပေါယဟန်ပြုတ်ပြီးတော့အာသဝကုန်ခန်းလို့ယဟန္တာကြီးတွေဖြစ်၍မက္ကသစ္စာကိုပွားများပြီးတော့လောကီသစ္စာနှစ်ပါးကိုသတ်၍និရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ကိုသာမိသဖသုံးယောက်စလုံးအာသဝကုန်ခန်းယဟန္တာဖြစ်၍မြဲမှောက်ပြုကြရလေကုန်တော်သာရီကဲပရိသတ်ကြီးဗုဒ္ဓဂုံရောင်ကဘာရှောင်တော့ဘလူရှောင်ယုံနဲ့မကဘူးဘာတွေဆက်ရပွဲတော်သာဆက်ရမှန်ရလားပရိသတ်ကြီးတာဝတိပြေမွန်ဇေရဝံကျောင်းတော်မှာဖရာသတင်းသုံးနေတုံးရာစကြိုမြို့ကသာမိသာဖတတွေပါဗျာအခုဗုဒ္ဓဂုံရောင်ဘလူးရှောင်ဆိုတဲ့ဇတ်လန်းကလည်းဒီကနေ့နာရီပြန်တစ်ချက်ထိုးကနေချိန်မှာနေထီတမ်းပါတယ်အဲ့ဒါခမရတို့မနေ့ဖြင်က9နာရီတိတိကကျုပ်စပါမယ်ကံမေတ္တာပို့ရအောင်ဆိုကြတကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအလုံးရည်ရကြွရောက်လာကြတဲ့တရားနာပိဋကကြီးချမ်းသာကြပါစေအလုံးကိုရည်ရကြွရောက်လာကြတဲ့တရားနာပိဋကကြီးကျမ်းမာကြပါစေကိုင်းအိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေ့ကြလည်းရဲ့ခြေရင်းနဲ့ဖုံမုန်းစိတ်တွေ့ပြစ်ပြသီးသီးဆောင်မိမိတို့အိမ်ငါဌာနသို့နိဝတ္တတုသီးခံရတာပြန်ကြပြီတော့ပိဋကကြီးသီးခံနိုင်ရဲ့လားသီးခံပြီးပြန်ကြခင်ဗျားတို့လည်းပင်ပင်ပန်းပန်းရောက်လာပြီးတော့နာကြားကြတာကိုတွေ့ရသဖြင့်ကျုပ်လည်းကိုမငဲ့ကွက်ပါဘူးနာယီပြန်တစ်ချက်ထိအောင်မဟောတဲ့တရားပွဲတွေအတော်လေးနဲ့သွားပါပြီ12နာရီအလွန်ထားလို့
အခုတော့ခင်ဗျားတို့ပေးတေးကုတ်ကပ်ပြီးထိုင်းနေကြသဖြင့်ဇလန်းလေးလည်းပြီးအောင်စေရနာအပြည့်အဝနဲ့ကျုပ်ဟောလိုက်လို့တရားရှိတယ်လို့လည်းကျုပ်ပေါ်အပြစ်မတင်နဲ့မနှက်ဖြင်ကတော့9 နာရီကစမှာမဟုတ်လို့ဒီကနေ့တော့သီးခံပြန်ကြမနှက်ဖြင်ကစောစောလေးစလိုက်မယ်ဗျာ9 နာရီဆိုရင်ပလင်တက်တော့မှာပါဩစောပါသေးတယ်ဂျန်လီကန်တရားပွဲကဒီချိန်စသေးပါဘူးဆိုတဲ့လူတော့အဲ့ဒါမှီလိုက်မယ်မဟုတ်ပါဘူးဗျာဒါကြောင့်နေဝတန်သူသီးခံရတာပြန်ကြပြီတော့နေဝတန်သူမေတ္တာရေးပက်ခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်စီရောချစ်သာဆွေကလျှောင်းပြီးကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမသွေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း